ဒီလိုအများသူငါသွားလာနေတဲ့လမ်းဘေးမှာအရှက်မရှိအရက်ထိုင်တောက်နေတဲ့ကောင်မျိုးတွေကြတော့သူတို့နဲ့တန်တဲ့စကားကိုပြောရရင်အမိဆွဲပြီးရေထဲပြစ်ချပခဲ့ရငါကြမ်းပြီမတရားလုပ်နေကြလို့ရင်တွေ့သမျှကြားသမျှတွေမြင်မတော်တိုင်းပြောမိတော့လေအောင်မင်းပဲလွန်ရကြလိမ့်မယ်ဗီဒီယိုလေးကိုကြည့်လိုက်အောင်အခုဒီဗီဒီယိုတွေကလမ်းဘေးမှာအရက်ထိုင်တောက်နေတော့ကိုတော်တွေကဘယ်မှာဖြစ်သွားတာလဲဆိုတော့မော်လမြိုင်ကမ်းနားလမ်းမှာဖြစ်သွားတာလို့အဲ့ဒီမှာစာရေးထားပါတယ်မော်လမြိုင်ကမ်းနားလမ်းမှာရှိသောတာဝန်ရှိပုဂ္ဂိုလ်များဒါတွေကိုထိမ့်သိမ့်ပေးကြပါလို့လဲမူရင်းပို့စ်တင်ထားသောပိုင်ရှင်ကတောင်းဆိုထားပါတယ်ခင်ဗျကျွန်တော်တို့ဗုဒ္ဓဘာသာဝင်လူပုဂ္ဂိုလ်တွေအနေနဲ့ဘုန်းကြီးတွေကိုရင်နေမဟုတ်တာလောက်တာကြီးကိုမြင်ရက်နဲ့မပြောရဲမဆိုရဲနေရတကာမင်းလိုလိုက်မင်းကြိုက်ဆောင်ပြီးအစိတ်ပင်ရေလောင်းပလင်းတူဘူးဆိုလှုပ်ပေးနေမယ်ဆိုရင်ကျွန်တော်တို့ကိုးကွယ်တဲ့သာသနာတော်ဟာဓာတ်ထက်ယိုယွင်းပျက်စီးဖို့ပဲရှိပါတော့ဒါမျိုးကိုမြင်တွေ့တဲ့ပုံကိုယ်တွေကကိုယ်တိုင်တားမြစ်ပိတ်ပင်ရမှာပြောဆိုဆုံးမရမှာအဆင်မပြေဘူးဆိုရင်အဆင်ရလည်းမပြေနိုင်ဘူးဗျဒီကောင်เนี่ยတကောင်းထက်ညစ်တဲ့ကောင်နေမဟုတ်ဘူးငရဲကလာသူပြဘူးမကြောက်ဆိုတဲ့ကောင်နေကြာတော့ငါစောင့်နေရကတ်ပြီးတော့မဆဲလို့မရတော့အောင်ဖြစ်လာကန်းဝကြီးနဲ့တော့မရှက်မကြောက်လမ်းဘေးအရက်တောက်ပြီးတတ္တလောကသင်္ခါရလောကဩဃာတလောကဆိုတဲ့လောက၃ပါးမှာအမြတ်ဆုံးဖြစ်တဲ့ဖယားရှင်ရဲ့စကားတောင်နားမထောင်တဲ့အထိမိုက်ရိုင်းမြစ်ပတ်အောက်တန်းကြရဲတဲ့ကောင်တွေဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့မြင်လို့များသွားတားမယ်ဆိုရင်ဒီကောင်တွေကခါးချားမှာများဓမြောင်ပါရင်မိတ်ဆွေတို့ဆွဲထိုးခံရမှာသိကြတယ်ဒီကောင်တွေကလူမိုက်ထက်ကိုဆိုးတဲ့လူရုပ်မာတွေလေငါကြမ်းပြီအမှန်တရားတွေကိုမပြောကြလို့အဲ့ဒီတော့ပူရီလက်ရောက်တော့သွားတားလို့အဆင်မပြေဘူးကျွန်တော်လည်းမတားရဘူးဒါပေမဲ့ဒီခေတ်မှာမိတ်ဆွေတို့ကျွန်တော်တို့တတ်နိုင်တဲ့သာသနာတန်ရှင်းရေးနည်းသည်အခုမူရင်းတင်လိုက်တဲ့ဗီဒီယိုပိုင်ရှင်လိုပဲလူတော်တော်များများမှာဖုံးရှိတယ်အဲ့ဒီဖုံးလေးနဲ့မှတ်တမ်းတင်ထားလိုက်ပြီးပြီဆိုရင်သာသနာတော်နဲ့သက်ဆိုင်တဲ့ဂရုတွေပြည့်တွေမှာသွားပြီးတော့ဖြန့်ချီခိုင်းလိုက်အတင်ခိုင်းလိုက်အဲ့ဒီလိုဂရုတွေပြည့်တွေမှာတင်တယ်ဆိုရင်တဆင်စကားတဆင်နာကြပြီးတော့နောက်ဆုံးတာဝန်အပြည့်ရှိတဲ့ဆရာတော်တန်ဃာတော်ကြီးတွေကမြင်တွေ့သွားတဲ့အခါမှာဒီလိုကောင်းတွေကိုမောင်းထုတ်ဖယ်ရှားပြတ်မှာသိကြပါတယ်ဗီဒီယိုလေးဆက်ကြည့်လိုက်အောင်ဒီနေရာမှာအရင်ကလည်းကျွန်တော်ပြောဘူးပါတယ်ယေရှုရှင်မန်လီဆရာတော်ဖရာကြီးကလူဝတ်ကြောင်တွေဝီနီးကိုတတ်သိနားလေစေခြင်းနဲ့တဲ့လူဝတ်ကြောင်တွေကရဟန်းတွေကြင့်ကြံရမယ့်ဝီနီးတော်တွေကိုတတ်သိနားလေလေ့လာပြီးလို့ရှိရင်ဝီနီးတော်နဲ့မလျော်ညီမအပ်ဆက်တာတွေလုပ်တဲ့ပုံကိုယ်တွေကိုမြင်တဲ့အခါမှာပက်ပက်ဆက်ဆက်ပြောရဲ့ဆိုရက်မှသာလျင်တဲ့ဆရာတော်ကြီးရဲ့စကားထိတယ်နော်ပက်ပက်ဆက်ဆက်လို့ကိုပါတယ်ညာညာတာတာဖေးဖေးမမဖုံဖုံဖိဖိလို့များပြောမယ်မထင်နဲ့အမှန်ပြောနေတာနော်ပက်ပက်ဆက်ဆက်ပြောရဲ့ဆိုရက်မှသာလျင်သာသနာတော်တန့်ရှင်းဖို့အတွက်လမ်းစဖြစ်တယ်ဆိုတာကိုမန်လီဆရာတော်ဘုရားကြီးကဓမ္မဒီပဏီကျမ်းမှာဖော်ပြလမ်းညွှန်ပေးတော်မူခဲ့ပါတယ်ခင်ဗျဒီနေ့ထိလဲဘာသာရေးနဲ့ပတ်သက်တဲ့ဂျင်းတွေကိုအဝါစားထားတဲ့လူတွေကဘုန်းကြီးရဟန်းတွေမဟုတ်တာလို့ရင်မပြောနဲ့မဆိုနဲ့ငရဲကြီးတယ်ဆိုတဲ့အယူဝါဒကြီးကိုအုံနောက်ထဲမှာကြက်ခိုးစွဲနေပါတယ်ငါကြမ်းပြီမတရားလုပ်နေကြလို့ကျွန်တော်ထပ်ပြောပါမယ်အချို့သောပုံကိုယ်တွေကကျွန်တော်ဗီဒီယိုအောက်မှာဘာတွေရေးသလဲဆိုတော့
လိုရေးတဲ့တန်ကိုတန်ဖြက်တန်ကြီးတက်ဆိုတဲ့အတိုင်းဖះရှင်ကငါဤသာသနာတော်ကိုငါဤချစ်သားရဟန်းတန်ဃာတွေကဖျက်လိုက်မယ်လို့ဒါကြောင့်ပြောခဲ့တာထင်တယ်နော်တဲ့ no ဖះရှင်ကအဲ့လိုပြောခဲ့တာမဟုတ်ပါဘူးသာသနာနွယ်ဝင်၄ယောက်ရှိပါတယ်ဘိက္ခုယဟန်ယောက်ျားဘိက္ခုနီမယဟန်မိန်းမဥပဒကမိတ်ဆွေတို့လိုကျွန်တော်တို့လိုအမျိုးသားယောက်ျားဘာသာဝင်တွေဥပါတိကာမအမျိုးသမီးဘာသာဝင်တွေအဲ့ဒီ၄ယောက်ဒီမိမိကိုးကွယ်တဲ့ဗုဒ္ဓဘာသာရဲ့ကြီးပွားတိုးတက်ကြောင်းကိုလည်းဒီ၄ယောက်ကပဲဆောင်ရွက်နိုင်ပါတယ်ဒီဘာသာကိုဆုပ်ယုပ်အောင်နှိမ့်ကြအောင်လုပ်နိုင်တာဒီလည်းပဲအဲ့ဒီ၄ယောက်ပဲဖြစ်ပါတယ်သာသနာတာဝန်ကိုရဟန်းတန်ဃာတော်တွေပဲထမ်းရလိမ့်မယ်ဆိုပြီးရဟန်းတန်ဃာတော်တွေကိုပဲနေရာတကာအပြစ်ပုံချပြီးဆွတ်ဆွဲတာမျိုးတော့ကျွန်တော်လုံးဝမကြိုက်ပါဘူးကျွန်တော်လည်းမလုပ်ပါဘူးမိတ်ဆွေတို့ကျွန်တော်တို့ကိုးကွယ်သောဗုဒ္ဓဘာသာကြီးနေရောင်လောင်ဝတ်ပမာထွန်းပြီးတော့ပုံမူတည်တံ့ဖို့အရေးအားလုံးမှာတာဝန်ရှိတယ်ဆိုတာကိုထည့်ထားပြီးတော့ဆရာတကာညီညွတ်စွာလက်တွဲပြီးအနာဂတ်သာသနာတော်မြတ်ကြီးအတွက်ခရီးဆက်ကြပါစို့လို့ကျွန်တော်ကဒီဘလော့လေးကနေပြီးလေးစားစွာတိုက်တွန်းလိုပါတယ်ခင်ဗျာ